အားလုံးပဲမင်္ဂလာပါ Manchester Channel ကနေပြန်လဲကြိုဆိုပါရစေဒီဗီဒီယိုကတော့ညကဒီ1နဲ့ Manchester United တို့ဒီကစားခဲ့တဲ့ 1-4 ပွဲစဉ်အတွက်ဓာတ်ပွဲပြီးသုံးသက်ချက်ဖြစ်ပါတယ်ပွဲစဉ်ရဲ့အနေထားကတော့ကျွန်တော် Manchester United အသင်းကပွဲကိုအေးစစ်စစ်ပဲအနိုင်ယူနိုင်ခဲ့တဲ့အနေအထားမျိုးဖြစ်ခဲ့တယ်ဒီပွဲမတိုင်ခင်မှာပေါ့လေကျွန်တော်ရဲ့စိတ်ထဲမှာခံစားချက်တစ်ခုရှိတယ်ဒါကလက်ရှိဒီပရီးမီးယားလိမှာနိုင်ပွဲတစ်ပွဲမှမရသေးတယ်ဟူဖာဟန်တန်လိုအသင်းမျိုးကိုရှုံးပြီးတော့နီးပြအမော်ရင်ကိုကျွန်တော်ကဒီအသင်းကနေတောင်ထွက်စေခြင်းနဲ့တကယ်တမ်းတွေးကြည့်မယ်ဆိုရင်အမော်ရင် United ကိုရောက်လာတာအခုဆိုရင်ဒါတစ်နှစ်ဒါတင်းပြည့်သွားပြီလို့ပြောလို့ရတယ်ပြီးခဲ့တဲ့ရာသီဝက်ကအခုရာသီဝက်ကဆိုတာတစ်နှစ်ပြည့်သွားပြီအခုချိန်ထိအသင်းမှာဆိုးရွားတယ်ဆိုတော့ဒီဘန်နီးပြမှာမလုံနိုင်ခဲ့တဲ့အဆိုးရွားဆုံးသော record တွေကိုပဲသူလှုပ်ထားနိုင်တယ်အခုချိန်ထိအသင်းအတွက်ကောင်းကျိုးတွေတစ်ခုမှယူဆောင်ပေးနိုင်တဲ့အခြေအနေမျိုးအခုထိမတွေ့ရသေးဘူးအာမိုရင်ကိုကျွန်တော်ဒီအသင်းမှာဆက်ပြီးတော့မြင်ရင်စိတ်တောင်မရှိတော့တဲ့အနေအထားမျိုးထိဖြစ်လာတယ်ဗျာအသင်းမှာနီးပြလေးခဏခဏပြောင်းတယ်ဒါကအသင်းအတွက်တကယ်ကိုဆိုးရွားတဲ့ဒီတက်ရောက်မှုတွေဖြစ်စေတယ်ဒါပေမဲ့ကျွန်တော်ဒီ Eric Ten Hag ကိုကလပ်အသင်းမှာဆက်ရှိဖို့အတွက်တောက်လျှောက်ဆိုသလိုကျွန်တော်ဒီ channel မှာလွန်ခဲ့တဲ့ကာလတွေကခဏခဏပြောခဲ့တယ်ဒါပေမဲ့ Eric Ten Hag ကိုပဲဒီ United ကဆွန့်လွတ်ခဲ့တယ်Eric Ten Hag ကဒီလုံလောက်အောင် United နဲ့တင့်တော်တဲ့နီးပြတစ်ယောက်ဖြစ်တယ်လို့တော့ကျွန်တော်ဆိုလိုချင်တာမဟုတ်ဘူးဒါပေမဲ့ဒီနောက်ပိုင်းနီးပြတွေထဲမှာဆိုရင် United အတွက်ဖလားတွေယူပေးခဲ့တဲ့နီးပြဆိုလို့ဒါ Eric Ten Hag တစ်ယောက်ပဲရှိတယ်လို့တော့ပြောလို့ရတယ်ဒီလိုချင်းတွေမျိုးမှာကျွန်တော်တို့ Eric Ten Hag လိုနီးပြမျိုးကိုတော့ကျွန်တော်ဆွန့်လွတ်ခဲ့သေးတာပဲဗျာအခုမှဘာဖြစ်လို့ဒီ Ruben Amorim ကိုလုံးဝအဆင်မပြေတဲ့အခြေအနေမျိုးမှာဆက်ပြီးတော့အဆုတ်ကိုင်းထားမှလဲဒါကတော်တော်လေးကိုမေးခွန်းထုတ်เสียအပိုင်းတော့ဖြစ်လာတယ်ဒီပြီးခဲ့တဲ့ Final နဲ့ Manchester United ဒီ 1-4 ပွဲအကြောင်းကိုပြန်ဆက်ရမယ်ဆိုရင်ဒီပွဲစဉ်ကရှာပပပဲဒီကျွန်တော်တို့ United အသင်းဒီရာဒီမှာမိနစ်60ဆိုတဲ့အနေအထားမျိုးမှာဒီပွဲကိုတော့နိုင်မယ်ဆိုတဲ့ခံစားချက်မျိုးကိုတော့ပေးနိုင်ခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့တယ်ဒီဝါဒန်အသင်းအတွက်ကတော့တကယ်ကိုဒီစိတ်မကောင်းဖွယ်အခြေအနေမျိုးလို့ကျွန်တော်မြင်တယ်ဒီဝါဒန်အသင်းလက်ရှိရင်ဆိုင်နေရတဲ့အနေအထားတွေကဒီရာသီမှာသူတို့တန်းဆင်းသွားဖို့အတွက်ဒါ80%တေချာနေတယ်ဆိုတဲ့လက္ခဏာတွေဖြစ်တယ်ကျွန်တော် United အသင်းဘက်ကိုကြည့်မယ်ဆိုရင်တော့ဒီနေ့မှာဒီ Joshua Zirkzee ကိုအရန်ကုန်မှာထားပြီးတော့မတိရခွန်ညာကိုဒါ Fox number 9ထားပြီးတော့ Ruben Amorim ပွဲထွက်လာတယ်ခုညာလည်းပဲတွက်နေသူအလုပ်ဖြစ်ခဲ့ပါတယ်သို့ပေမဲ့ဒီသွင်းကိုတော့သူရှာဖွေနိုင်ခဲ့ခြင်းမရှိဘူးဒါကလပ်တင်းကိုရောက်လာကြတဲ့ကအခုချိန်ထိသွင်းကိုတကိုးပဲသူရှာဖွေထားနိုင်တဲ့အခြေအနေမျိုးဖြစ်ပါတယ်ဒီမေဆန်မောင်းကတော့တကယ်တမ်းပြောရရင်ကျွန်တော်ပထမတစ်ပိုင်းလုံးမေဆန်မောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်လုံးဝအားမရခဲ့ဘူးမေဆန်မောင်းဘာလုပ်ချင်နေမှမသိတဲ့အခြေအနေမျိုးကိုကျွန်တော်ဇက်တိုက်တွေ့ခဲ့ရတယ်ဒါပေမဲ့ဒါဒုတိယပိုင်းမှာတော့မေဆန်မောင်းစီကနေပြီးတော့ကျွန်တော်သွင်းကိုတွေရောဒီတကယ်ကိုထိရောက်တဲ့ဘောလုံးပေးပို့မှုတွေကိုတော်တော်များများကိုကျွန်တော်တို့တွေ့ခဲ့ရတယ်အထူးသဖြင့်ကျွန်တော်အားရဆုံးကစားသမားကတော့ Diego Dalot ပြီးခဲ့တဲ့ဒီ West Ham နဲ့ပွဲစဉ်မှာဒီမထင်ထားတဲ့အနေထားကနေပြီးတော့သွင်းကိုတကိုးကိုသူရှာဖွေနိုင်ခဲ့တယ်ဒီနေ့မှလည်းပြီးခဲ့တဲ့ပွဲစဉ်ကယုံကြည်မှုကိုပဲသူဆက်ပြီးတော့ထိန်းသွားနိုင်ခဲ့တယ်လို့ကျွန်တော်ကတော့ခံစားရတယ်ဒီ Diego Dalot အနေနဲ့ United ရဲ့ဒီတော်တော်လေးကိုအားနည်းချက်တွေရှိနေတဲ့ဒီဘေဂျန်မှာဒီနေ့ပွဲမှာတော့သူကစားခဲ့တဲ့ပုံစံကဒီလူတစ်တယောက်မလိုတော့ဘူးဆိုတဲ့အခြေအနေမျိုးထိပေးစွမ်းနိုင်ခဲ့တယ်ဒါပေမဲ့ပြဿနာက Diego Dalot ကဒီခြေစွမ်းကိုပုံမှန်ထိန်းထားနိုင်ခြင်းမရှိတာပဲ Diego Dalot ဒါဒီခြေကိုကျွန်တော်တို့ပုံမှန်တိုင်းဆက်ပြီးတော့တွေ့နေရမယ်ဆိုရင်တော့ဒီဘယ်ချမ်းကအဲ့လောက်ကြီးဒီအားနေနေတဲ့အခြေအနေမျိုးဖြစ်မှာမဟုတ်ဘူးဒါပေမဲ့ဒီ Diego Dalot ကကလပ်အသင်းမှာလည်းဒါကစားလာတာနှစ်ပေါင်းများစွာကြာနေပြီအခုချိန်ထိသူ့ရဲ့ဒီတည်ငြိမ်တဲ့ခြေစွမ်းကိုကျွန်တော်တို့ဒါမတွေ့ရဘူးတပွဲနဲ့တပွဲဒီသူ့ရဲ့ခြေစွမ်းကအနှိမ့်မြင့်အတက်ကြတွေအများစွာရှိနေတယ်ဒီနေ့ကလပ်အသင်းတွေပထမဆုံးဒီအဖွင့်ဂိုးကိုတော့ Bruno Fernandes ကမတိရခွန်ညာပြန်ခင်းပေးတဲ့ဘောလုံးကနေပြီးတော့ဟန်ချက်ပြက်နေတဲ့အနေထားကနေပဲဒါအသွင်းဂိုးတစ်ခုကိုသူရရှိအောင်ဆွမ်းဆောင်ခဲ့တယ်ဒီဂိုးကဒီတစ်ဖက်ကဝါလန်ဂိုးသမားညံ့နေဆိုတာတဲ့ Bruno Fernandes ရဲ့ဒီမစုံမနစ်ကြိုးပမ်းမှုလည်းပါမယ်လို့ကျွန်တော်ကတော့ယူဆတယ် Bruno Fernandes ကအခုချိန်ထိကလပ်အသင်းမှာရောက်လာကြတဲ့ကသူကဘလောက်ထိကလပ်အသင်းတို့အရေးပါတဲ့ကစားသမားဖြစ်တယ်သူဘလောက်ထိဒီကလပ်အသင်းကိုဆွဲတင်နေတယ်ဆိုတဲ့အခြေအနေမျိုးကိုတော့မြင်တွေ့နေရတဲ့ဖြစ်တယ် Fernandes နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြည်သက်တွေခြားထဲမှာဒီမတူညီတဲ့အမြင်တွေများစွာရှိတယ်အထူးပေမဲ့တေချာတာတစ်ခုကတော့လက်ရှိ United အသင်းမှာ Bruno Fernandes မရှိဘူးဆိုရင်ဒီထက်ပိုပြီးတော့ဆိုးရွားတဲ့အခြေအနေမျိုးတွေကိုပဲရင်ဆိုင်ရဖို့ရှိတယ် Fernandes ဒီရှိနေတာကကလပ်အသင်းတို့ကကောင်းကျိုးတွေကိုပဲဖြစ်စေတယ်ဆိုတဲ့ခံစားချက်ကိုတော့ပေးထားနိုင်တာတော့သိကြတယ်
ဒီနေ့ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်ယူနိုက်တက်အသင်းကအခုထက်တောင်ပိုများတဲ့သွင်းဂိုးတွေကိုဒါရသွားနိုင်တဲ့အခြေအနေမျိုးတွေအများကြီးရှိတယ်ကျွန်တော်တို့ရှုံတက်ခဲ့တင်ဒါ10ချိန်ရှိတယ်ဒီထက်ကမှ10ချိန်တကယ်ကိုဂိုးရသွားနိုင်တဲ့အခြေအနေမျိုးတွေဖြစ်တယ်သို့ပေမဲ့လည်းကျွန်တော်တို့သွင်းဂိုး၄ဂိုးကိုတော့ရှာဖွေနိုင်ခဲ့တယ်ဒါကလည်းပဲဒီနေ့ဒီဝမ်တန်နဲ့ကစားတဲ့ပွဲစဉ်အတွက်ကတော့ 4-1 ဆိုတဲ့ရလက်ကတကယ်ကိုကျင်းဖို့ကောင်းတဲ့ရလက်တစ်ခုတော့ဖြစ်ခဲ့ပါတယ်နောက်ပွဲစဉ်ကဒီဘုံမောက်အသင်းတို့ရဲ့ပွဲစဉ်ကိုကျွန်တော်တို့ဒါဆက်ပြီးတော့ကြည့်ရဖို့ရှိတယ်ဘုံမောက်အသင်းကလည်းလက်တလုံးမှာကတော့အခြေကတော်တော်လေးကိုအနေမြင့်တက်ကြများနေတယ်နောက်ဆုံးဒီကစားထားတဲ့ပွဲစဉ်မှာတော့သူတို့ဒါ Chelsea ကိုမထင်မှတ်ထားတဲ့အခြေအနေမျိုးကနေပြီးတော့ပဲဒါ 1-1 ဆိုတဲ့ရလဒ်နဲ့တည်ရအောင်ဆွမ်းဆောင်ထားနိုင်တယ်ကျွန်တော်ယူနိုက်တက်အသင်းနဲ့ဒီဘုံမောက်အသင်းရဲ့ပွဲစဉ်ကိုတော့လာမယ့်ဒီဇင်ဘာ16ရက်နေ့မှာရှင်မြိုင်ကစားတော့မှာဖြစ်ပါတယ်ဒီပွဲစဉ်အတွက်ပွဲချုပ်30ချက်ကိုတော့ကျွန်တော်ဒီတရက်လောက်ဆောပြီးတော့ကျွန်တော်လုပ်ပေးပါမယ်ဒီနေ့ဒီပွဲပြီး30ချက်ကိုတင်ထားလိုက်ကျွန်တော်တော်တော်လေးတော့ဒါနောက်ကျသွားခဲ့ပါတယ်ကြည့်ရှုအားပေးကြတဲ့ညီကိုတွေအားလုံးကျေးဇူးတင်ပါတယ်ဗျ